အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ How to Study Vocabulary ဆိုတဲ့ခေါင်းစဉ်လေးကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်ဟောအားတွေကိုဘယ်လိုလေ့လာမလဲပေါ့နော်လေ့လာတဲ့အခါမှာအချက်၅ချက်ရှိပါတယ် Number 1 Study regularly ပေါ့မှန်မှန်လေ့လာပါအင်္ဂလိပ်စာလုံးတွေကိုလေ့လာတဲ့အခါမှာမှန်မှန်လေ့လာပါအလေးချင်းတစ်ခုအနေနဲ့ဖြစ်သွားအောင်ဆွေးနွေးမြဲလေ့လာသွားပါတနည်းကိုမိမိပဲအချိန်ဒီလေ့လာနိုင်မလဲလေ့လာနိုင်တဲ့အထီးကိုအချိန်သတ်မှတ်ပြီးတော့နေ့တိုင်းလေ့လာရမယ် Number 2 write down correctly again and again ထပ်ခါမှန်ကန်စွာခြာရေးပါဝေါ်အားတစ်ခုကိုမမိပဲမမိစေဖို့အချိန်30လောက်ရေးဖို့လိုရလို့ဆိုလို့ရှိပါတယ်အင်္ဂလိပ်စာရဲ့ဝေါ်ဝါဒတွေဟာဖွဲ့စည်းပုံတည်ကြမှုရှိတယ်အဲ့ဒါကြောင့်မို့ရှင်းနောက်မလွဲပဲနဲ့ရှင်းနောက်အနေနဲ့တိတိကျကျခြာရေးပြီးတော့ကြက်မှတ်မယ်ဆိုရင်ဝေါ်ဝါဒစကားလုံးတွေတိုးတက်ဖို့အတွက်ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ရှင် Number 3 practice carefully pronunciation အတန်ထွက်တွေကိုပြီးသားစွာဂရုစိုက်ပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်ဝေါ်ဝါဒစကားလုံးတွေနဲ့လေသံတွေအတန်ထွက်တွေဟာဆိုရင်အင်္ဂလိပ်စကားပြောဆိုတဲ့အခါအခြေဆက်မိစေဖို့အဓိကတော့ချက်ပဲဖြစ်ပါတယ်ရှင်။ဘာကြောင့်လဲဆိုရင်စကားတွေမှန်သမျှစကားလုံးတွေနဲ့ဖွဲ့စည်းထားလို့ပါရှင်။ဒါကြောင့်မို့ဒီလိုဝေါ်ဟာရစကားလုံးတစ်လုံးချင်းစီကိုဂရုစိုက်ပြီးတော့မှန်ကန်စွာနဲ့ pronunciation လေသံတွေကိုသတိထားပြီးတော့ထွက်ပေးရမှာဖြစ်ပါတယ်ရှင်။ဒါမှသာလျှင်စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့စကားတိုင်းဟာတိကျပြီးတော့မှန်ကန်မှုရှိနေမှာပါ။ Number 4 learn from the real life နေ့စဉ်လက်တွေ့ဘဝကသင်ယူပါဝေါ်ဟာရတွေကိုလေ့လာတဲ့အခါမှာနေ့စဉ်မိမိထိထိနေရတဲ့မိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့လှုပ်ရှားပြုမှုပုံတွေလုပ်ငန်းခွင်နဲ့လူမှုရေးနယ်ပယ်မှာတွေ့ရှိတဲ့နေ့စဉ်ထိထိနေရတဲ့ဝေါ်ဟာရစကားလုံးတွေကိုပြန်လည်ထုတ်လုပ်ပြီးတော့ပြန်လည်လေ့လာခြင်းအပြင်မိမိရဲ့ဘာသာစကား vocabulary skill ပုံမှုပြီးတော့တိုးတက်စေမှာပါNumber 5 take it to the next level နောက်တစ်ဆင့်ကိုတက်လန်းပါကိုကနေပြီးတော့လေးလာထားတဲ့ဝေါ်ဟာရတွေဟာဝေါ်ဟာရပေါင်း1000လောက်ရပြီဆိုရင်ဒီနေရာမှာပဲရက်မနေနဲ့ပဲနောက်ထပ်2000လောက်ရအောင်ကိုဆက်လက်တက်လန်းပါမိမိဘာသာစကားစွမ်းရည်ဟာမိမိဘာလေ့ကျင့်မှုရှိမှသာတိုးတက်လာမှာဖြစ်ပါတယ်။ဒါကြောင့်မို့မိမိနောက်တစ်ဆင့်ကိုခေါ်သွားပါ။ဒါကြောင့်မို့ summary အနေနဲ့ပြောရမယ်ဆိုရင်ဒီအချက်၅ချက်ကဆိုရင်ကိုယ့်ရဲ့ဝေါ်ဟာရ vocabulary skill ကိုပုံမှုပြီးတော့တိုးတက်လာအောင်ထောက်ပံ့ပေးနိုင်မယ်ဒီအချက်၅ချက်ဖြစ်ပါတယ်ရှင်။ဒီအချက်၅ချက်ကိုလိုက်နာပြီးတော့လေ့ကျင့်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့ဝေါ်ဟာရစကားစွမ်းရည်ဘာသာစကားစွမ်းရည်တွေဟာတည်တည်သာသာနဲ့တိုးတက်လာမယ်လို့အာမခံနိုင်ပါတယ်ရှင်။နောက်တင်မဲ့ဗီဒီယိုလေးတွေကိုလည်းအားပေးပါအောင်တော့ကျေးဇူးတင်ပါတယ်ရှင်။